ပြီးတော့နည်းနည်းအကြောင်းမှာအဲ့လိုစတန်လေးပြန်ရတာပြန်ပွဲအဲ့လိုပြန်ရတယ်ပြန်နော်ပြန်တော့ကောင်းဆုံးလို့ရဲနဲ့လက်ဘူးကန်းကလည်းထိတ်ကိုကြည့်တခါကြည့်ကြည့်လိုက်ဒီကနေ့တက်နေဒီကားလေးပါဟုတ်ပါဘူးအခုတက်တာဒါခရီးဝမ်းလို့ မင်းနှစ်ခုလုံးယူလာနော်ဟုတ်နှစ်ခုလုပ်ပြီးယူလာတခုကတော့မတ်တက်ဘူးတခုကတော့ဒါဆက်လို့ရတယ်ဒါပြောပြပါအောင်ကိုကြီးရဲ့လက်ရည်မိုက်တယ်ရှင်မိုက်တယ်ကြိုက်လားဒါဘယ်တစ်ခုကိုကြိုက်အများကြီးကြိုက်ပတ်နေလာပြောလားဘာတွေသဘောကျလဲထဲရောက်သွားတယ်မိုက်တဲ့ဘောကြလေဒိန်းနေဆိုတာကိုကြိုက်တာဒိန်းနေဆိုတာဒါပြောဒိန်းနေဆော့တယ်ပြောပြပါအောင်စင်မမှာဒီလိုအတွေ့အကြုံလေးရှိတယ်အစတော့ဒင်းရပေါ်အစဘလို့ထင်လဲဆိုပိုင်နဲ့ I had go တဲပုံဆိုလို့ဟိုအလဲမှာကြည့်လိုက်အဲ့ဟိုလေဆိုင်ရအဲ့ဒါတာမှုတ်ရမယ်ကွာအဲ့အရှိမချင်းလေးထားတာအဲ့ဒါအဲ့ဒီကြောက်ဖို့ကြည့်တော့ဟုတ်အဲ့ပိုင်နဲ့အဲ့တဲပုံဆိုင်ရစုပ်ပိုင်နဲ့စုပ်ခေါ်တယ်ခုထည့်ဒါဟုတ်တယ်ဒါဒီနေ့ကိုကြီးကိုမနိုင်ခဲ့ဘူးပေါ့ကိုယူအဲ့ဒီမေးဖြစ်လာကြအေးလက်ကအဲ့ဒါဒီရမို့အေးကိုမရတာဂိမ်းပြီးတော့တမ်းကိုကြိုက်တယ်အော်အေးကျော်သူတို့ပေးရအားနာလို့ယူခဲ့ရစိတ်တာလေးတွေပဲယူခဲ့တာတဲ့မျိုးစိတ်ဆိုးမှာစိတ်တာလေးတွေပဲယူခဲ့တာတဲ့ထည့်မိလိုက်အဲ့ဒီမေးပြန်ပေးပါလားတဲ့ဟိုကပြန်ပေးပါလားပြန်အကုန်လုံးနိုးကိုလို့စပြီးမကောက်ဘူးလားအရမ်းမိုက်နေပါစပြည့်ပြန်ဖြောက်တော့မှာတမင်းကကြာဟုတ်လားကြောက်ဘူးရတနိုင်တော့နိုင်တော့ပူကြတယ်ခေါင်းနဲ့ရှော်ရတယ်ရောက်စောရတယ်ရ15မိနစ်ဆက်ထောက်လို့အဲ့ဒါကကားနဲ့ထောက်နေတာပေါ့အရမ်းကြိုက်တာကောက်ပြောပြောပြကောက်တာရမ်းကြိုက်ဒါပေမဲ့ကြာလာတော့မကြိုက်မိုက်လားကိုယ်စားပြည့်နေလိုက်လေဒီကောက်တာ